ဖေဖေနဲ့တွေ့ခွင့်ရရင်လေဒါတစ်ခုပဲမေးချင်တယ်မမေကိုရမ်းမုန်းလို့စွန့်ပစ်သွားတာလား မုန်းတော့ရဲ့ဘာဖြစ်လို့ကိုကိုတိုင်းအဖြေတောင်းပြီးစိတ်ဒုက္ခခံနေအောင်ပါလဲ သူ့အဖေလေသူ့အဖေကိုငါအပြင်မှာမြင်ခဲ့ရပြီဟဲ့မွန်းနာနင့်အဖေမသိသေးဘူးဟဲ့ သားလေးကဖေဖေရဲ့မေမေရဲ့သားလေးရဲ့၃ယောက်အတူတူဟော့ပေါ်သွားစားချင်နေရမလား ငါမအားဘူးလို့တော့ ပြန်တော့ဘာလို့မချစ်တာဗမာမသိရကောင်ချစ်နေရ အောင်စီအေးမြောင်လို့မင်းစထားရဲ့လို့ငါဆက်ပြီးတော့ထားပစ်ခဲ့ရတာ နေ့တည်ကြလာလေဘုရားကျေရလေးပဲမေမေကြီးရဲ့ အဲ့ဒီမိန်းမကြီးလေဘာတွေများအစွမ်းထက်နေလဲမသိဘူးအားလုံးကသူ့ကိုပဲဆွဲလန်းတန်းတနေကြတာ ငါကင်းအောင်လို့နင်တို့ပဲလာပတ်သက်နောက်မှငေါ့လာမဆွတ်ဆွဲနဲ့ငါဆက်မရှိပဲငွယ်ပါနဲ့ငါ့ကိုဒီအဲ့လိုစိတ်မရှိအောင်မကောင်းတော့ အာသမီးမမင်းတို့စိတ်ဓာတ်မျိုးပါလာဒုက္ခ